မင်္ဂလာပါတိမိသားစုဆရာဝန်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကျမ်းမာဘုဒ္ဓနာအနေနဲ့ဆွေးနွေးတင်ပြပေးသွားမယ့်အကြောင်းအရာကတော့အမျိုးသားတွေမှာခံစားရလေးရှိတဲ့အိမ်တော်ဒုက္ခမပြေဝတဲ့ပြဿနာဖြစ်တဲ့ပန်းတီပညိုယောဂအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စီစဉ်လေးမစတဲ့ခင်မှာနောက်ကျွန်တော်ရဲ့ကျမ်းမာရေး channel မှာဘုဒ္ဓကျမ်းမာရေးဘုဒ္ဓတွေကိုတန်းနေသမျှတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Life and Security လို့ပြောပြီးကိုတောင်းဆိုချင်ပါတယ်အဲ့ဒါဆိုပထမဦးဆုံးအနေနဲ့ပန်းစီပညိုယောဂသည်နိုင်ငံတကာစစ်တမ်းတွေအရဆိုရင်မြို့သားလူဦးရေ90%လောက်ထိကိုခံစားနေရတယ်လို့ဆိုပါတယ်အထူးသဖြင့်အသက်40ကျော်လာရင်ဒီလိုပြဿနာလေးတွေစတဲ့ဖြစ်ပေါ်လေးရှိပါတယ်အမျိုးသားတွေအသက်40နဲ့80ကြားမှာဖြစ်များတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းလူငယ်တွေမှာလည်းဒီလိုမျိုးပြဿနာတွေအနေနဲ့များတော့ဂျုံတွေ့ရနေရှိပါတယ်မြို့သားတယောက်ဟာကိုယ့်ရဲ့အမျိုးသမီးနဲ့ဒါကိုယ့်ရဲ့ပါတနာနဲ့လိင်ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့လိင်နဲ့မထောင်မှန်းနိုင်တဲ့ပြဿနာစတင်ခံစားရပြီးကိုယ်စိတ်သွားတိုင်းကိုယ့်ရဲ့ညီလေးပေါ့နော်ကိုယ့်ရဲ့လိင်တန်ကအလုံးမလုံးနိုင်တော့ဘူးမထောင်မှန်းနိုင်တော့ဘူးစိတ်သွားတိုင်းကိုမမတော့ဘူးဆိုလို့ရှိရင်တော့ပန်းတီပညိုယောဂအစာပြိုးတယ်လို့သတ်မှတ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအကြောင်းအရာတွေကိုဖြစ်စေရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့ဒေချာလိုက်လံစစ်ဆေးဖို့စဉ်းစားဖို့တော်တော်လိုအပ်ပါတယ်ဆိုတော့ကလူသားတယောက်အနေနဲ့ပေါ့နော်ဒီလိုလိင်စိတ်ဆန္ဒတွေပြည့်စုံဖို့ပြည့်မြောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အုံနှောက်အာယုံကြောတွေပြီးတော့ဟော်မုန်းတွေနောက်ပြီးတော့ကြွက်သားတွေသွေးကြောတွေဒီလိုမျိုးစနစ်တစ်ခုချင်းစီတိုင်းကောင်းမွန်နေဖို့ကျန်းမာရေးကောင်းမွန်နေဖို့လေပတ်မှုကောင်းမွန်နေဖို့လိုပါတယ်တခုမှဖောက်လဲဖောက်ပြန်ဖြစ်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးအကြောင်းအရာကနေပြီးတော့ပန်းသူပန်းကျူဖြစ်လောက်တဲ့အထီကိုဒါဥတီသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဖြစ်စေရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့တစ်ခုချင်းစီလေ့လာဖို့လိုပါတယ်အဲ့တော့လူနာတယောက်အနေနဲ့မိတ်ဆွေအနေနဲ့ပန်းတီပန်းကျူလိုမျိုးပေါ့နော်ကျွန်တော်ပြောခဲ့တဲ့ဒီလက္ခဏာတွေစတင်ပြီးဆိုလို့ရှိရင်အရင်ဆုံးစဉ်းစားရမှာကကိုယ်မှာနံပါတ်1သွေးကြောနဲ့ပတ်သက်တဲ့ယောဂတွေရှိနေလားဆိုတာအရင်ဆုံးအရေးကြီးပါတယ်သွေးကြောနဲ့ပတ်သက်တဲ့ယောဂတွေမှာအရေးကြီးဆုံးယောဂတွေကိုကျွန်တော်ထုံထုတ်ပြီးပြောရမယ်ဆိုရင်တော့သွေးတိုးနော်နောက်တစ်ခုကတော့နှလုံးသွေးကြောခြင်းယောဂစီးကျိုသွေးကြိုစီးကျိုသွေးတွင်းမှာအဆီတွေများတဲ့ပြဿနာတောက်ကယောဂနောက်တစ်ခုကတော့ကင်ဆာပေါ့နော်သွေးကြောနဲ့ပတ်သက်တဲ့ယောဂတစ်ခုခုရှိနေပြီဆိုလို့ရှိရင်တော့အထူးသဖြင့်လိန်နံကိုသွားတဲ့သွေးကြောမှာသွေးစီးဆမှုနည်းသွားနိုင်တယ်ဒါကြောင့်မို့လို့လိန်နံဒီကောင်းထောင်းမဲ့နိုင်ခြင်းမရှိတော့ဘူးလို့ကျွန်တော်ယူဆပါတယ်ဒုတိယအချက်အနေနဲ့ကတော့နံပါတ်1အကြောင်းဒုတိယပေါ့နော်ဒုတိယဖြစ်စေရတဲ့အကြောင်းကတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂတွေပေါ့နော်အာယုံကြောနဲ့ပတ်သက်တဲ့ယောဂတွေမှာလေဖြတ်ခြင်းသွေးကြိုစီးကြိုဆိုတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂမှာလေဒါလေဖြတ်တာတော့ရှင်းပါတယ်ပေါ့နော်လေဖြတ်တယ်ဆိုမှတော့ဒီလိုမျိုးကိစ္စတော့မဖြစ်နိုင်တော့ဘူးနော်လေဖြန်းတာမျိုးစီးကြိုလိုမျိုးပြဿနာတွေဒီအာယုံကြောတွေကောင်းအလုံးမလုံးနိုင်တဲ့ယောဂလို့သတ်မှတ်တယ်ဒါကြောင့်မို့လို့အာယုံကြောတွေကောင်းအလုံးမလုံးနိုင်ဘူးဆိုလို့ရှိရင်လေလိန်တန်ကိုသွားတဲ့အာယုံကြော signal လေးတွေအချက်ပြလေးတွေကောင်းအလုံးမလုံးနိုင်တဲ့ကြောင့်မို့လို့ပန်းတီပညိုယောဂဖြစ်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကဖြစ်စီဒီအာယုံကြောကိုထိခိုက်စေတဲ့အကြောင်းတွေမှာဆိုရင်ထိခိုက်တဲ့ရထားခဲ့တာမျိုးတွေဓာတ်ရောင်ကြီးဓာတ်ကင်ခံခဲ့ရတာတွေဒီလိုမျိုးကြောင်းတွေကလည်းဖြစ်စေနိုင်တဲ့အကြောင်းတွေမှာပါပါတယ်ဆိုတော့တတိယချက်အနေနဲ့ကတော့ဟော်မုန်းနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ့နော်ဟော်မုန်းဆိုတာကတော့ခန္ဓာကိုယ်ထဲမှာထုတ်လွှတ်တဲ့နေရာတွေအားဖြင့်ဆိုလို့ရှိရင်တော့ကြောက်ကကအပေါ်မှာရှိတဲ့ adrenal gland ဆိုတဲ့နေရာလေးကနေပြီးတော့ထုတ်လွှတ်ပါတယ်အထူးသဖြင့်ကျွန်တော်ဒီမှာဆွေးနွေးသွားမယ့်ဟော်မုန်းကတော့ဒါ testosterone လို့ခေါ်တဲ့အမျိုးသားဟော်မုန်းပေါ့နော်ဒီလိုဟော်မုန်း level ကအသက်အရွယ်အတိုင်းအတာကြီးလာတဲ့မြတ်ဖြည်းဖြည်းချင်းကျလာလေးရှိပါတယ်အဲ့တော့ဒါပေမဲ့တာမန်ကြတာထက်ပိုပြီးတော့ဆိုရစွာကြဆင်းနေပြီဆိုလို့ရှိရင်တော့ပန်းတီပညိုယောဂကိုဖြစ်ပွားစေမှာပဲဖြစ်ပါတယ်နောက်ထပ်ဟော်မုန်းတွေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒါလေပင်ကြီးဟော်မုန်းပေါ့နော်လေပင်ကြီးယောဂဒီမျိုးသမီးတွေမှာမဟုတ်ဘူးမျိုးသားတွေမှာလည်းဖြစ်နိုင်ပါတယ်လေပင်ကြီးဟော်မုန်းတက်တွေပြဿနာတွေတက်နေလားကြာနေလားပေါ့နော်ဒီလိုပြဿနာတွေကျွန်တော်တို့ကဈေးကမ်းမှာလာပြတဲ့လူနာကိုစစ်ဆေးတဲ့စမ်းသပ်ချက်တွေမှာထည့်ပြီးတော့စစ်ဆေးရမှာပဲဖြစ်ပါတယ်စရုပ်ဓာတ်အချက်အနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပေါ့နော်
စိတ်ပိုင်းဆိုင်ရာပြဿနာတွေမှာဒါကိုယ်လူမှုဆက်ဆံရေးပေါင်းတင်ဆက်ဆံရေးစီးပွားရေးလူမှုရေးအကုန်လုံးပေါ့နော်ဆိုရင်ပူပန်မှုတွေများနေတာလားစိတ်ဓာတ်ကြတယ် depression ဖြစ်နေတာလားစိတ်ပီစီမှု stress တွေများနေတာလားဒီလိုအကြောင်းအရာတွေကလည်းဘာယောဂအခန်းမှမရှိတော့မှဒီလိုအကြောင်းအရာလေးတစ်ခုနှစ်ခုနဲ့တည်းပဲပန်တီပန်ညိုယောဂကိုဖြစ်စေနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်ဖြည့်ဆွက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါခန္ဓာကိုယ်မှာအစီများတာပေါ့နော်ခန္ဓာကိုယ်မှာအစီများတယ်ဆိုတော့သွေးကြောထဲမှာလည်းအစီများလာမှာပဲပေါ့အဲ့တော့ weight များတယ်ပေါ့နော်ဝါမယ် BMI ပေါ့နော် BMI ခန္ဓာကိုယ်နဲ့အရက်ရွယ်စား weight body weight နဲ့အရက်နဲ့တိုင်းတာပြီးတော့ကျွန်တော်တိုင်းတာတယ် BMI 25တဲ့များနေမယ်ဝါနေမယ်ပေါ့နော်ဒီလိုမျိုးအခြေအနေမှာလည်းပန်တီပန်ညိုယောဂကိုဖြစ်ဖို့ရခိုင်နှုန်းများမှာပဲဖြစ်တယ်နောက်တစ်ခုကဆေးဝါးတွေတုံးတာပေါ့နော်ယောဂကန်ရှိလို့ဆေးတွေဆွဲတောင်းနေရတာရှိလားဥပမာစီးဆေးတွေကင်ဆာဆေးတွေစိတ်ကြယောဂစိတ်ယောဂမှာတုံးတဲ့ဆေးတွေဒီလိုမျိုးဆေးတွေဆွဲတောင်းနေရတာရှိလားနော်တွေးကြဆေးဆွဲတောင်းနေရတာရှိလားဒီလိုမျိုးဆေးတွေရဲ့ရေရှည်မိဝဲရတဲ့အခါမှာစိုးကျိုးအနေနဲ့ခံစားရတဲ့ပြဿနာတွေမှာလည်းဒီပန်တီပန်ညိုယောဂကလည်းပါပါတယ်နောက်တစ်ဖြစ်ဆွဲအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေအနေနဲ့ဒါမိတ်ဆွေတို့အနေနဲ့စစ်လိတ်အရက်ပေါ့နော်စစ်လိတ်ကလည်းတွေးကြိုးတွေကိုကျင်းစီတယ်တွေးခဲစီတယ်တွေးပစ်စီတဲ့ယောဂတွေကိုဖြစ်ပွားစေနိုင်တယ်ဒါကြောင့်မို့လို့ပန်တီပန်ညိုယောဂကိုဖြစ်စေနိုင်တယ်ပေါ့နော်သူကတွေးကြိုးနဲ့ဆက်ဆက်မှုရှိနေတယ်ဒါကြောင့်မို့လို့စစ်လိတ်ဒီနှစ်ပေါင်းများစွာတောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းပန်တီပန်ညိုယောဂကိုဖြစ်စေဖို့ရခိုင်တော့အရင်များလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုကအရက်ပေါ့နော်အရက်ကလည်းအရက်ကဆိုယူတော့ချက်ချင်းဆိုယူတော့မဟုတ်ဘူးနော်အရက်ကိုနှစ်ပေါင်းများစွာအရက်ဆွဲတဲ့အထိတောက်ခဲတဲ့လူတွေအနေနဲ့လူနာအနေနဲ့ဆိုလို့ရှိရင်တော့အရက်ကြောင့်အသေးချောင်းမယ်အသေးကောင်းကောင်းလုံးမလုံးနိုင်တော့တာရှိလာခဲ့ပြီဆိုလို့ရှိရင်တော့ဟော်မုန်း level တွေကျွန်တော်တို့ကျဆင်းလာပြီးတော့ပန်တီပန်ညိုယောဂကိုဖြစ်စီမှာပဲဖြစ်ပါတယ်ပေါ့နော်ကြည့်ရဆိုရင်မိတ်ဆွေတို့ကိုပန်တီပန်ညိုယောဂကိုဘယ်လိုကုသမှုတွေပေးလဲဘယ်လိုစီးပွားရေးတုံးလဲဆိုတဲ့အရေးကြီးဆုံးပိုင်းကိုဆက်လက်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ခံစားနေရတဲ့ပန်တီပန်ညိုယောဂကိုဖြစ်စေရတဲ့အကြောင်းရင်းဇစ်မြစ်ကိုရှာဖွေဖော်ထုတ်ပြီးတော့ဖြည့်ရှင်းဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်ဒါကိုကစေကမ်းမှာပြတယ်ဆိုလို့ရှိရင်လည်းဆရာဝန်ကနေပြီးတော့ယောဂဖြစ်ဒီဝေဒနာခံစားစေရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ရှာဖွေပြီးတော့ကုသအရင်ဆုံးဦးစားပေးကုသပေးရမှာပဲဖြစ်ပါတယ်ဒါဖြစ်တဲ့ုံနဲ့ဒီစေးတန်းတောက်ဒီစေးထိုးဆိုပြီးတော့ကျွန်တော်လုပ်လို့တော့မရပါဘူးဒါကြောင့်မို့လို့ဘန်ညိုတိုင်းစေးတောက်ဖို့လိုလားဆိုရင်မိခုဖြေရမယ်ဆိုရင်တော့ဘန်ညိုတိုင်းစေးတောက်ဖို့တော့မလိုပါဘူးဒါကြောင့်မို့လို့ဖြည့်ရှင်းရမယ့်နည်းလမ်းတွေကိုအမျိုးမျိုးကျွန်တော်စဉ်းစားရမှာပဲဖြစ်တယ်နံပါတ်1အနေနဲ့လေ့ကျင့်ခန်း cardiovascular exercise လို့ခေါ်တဲ့နှလုံးသွေးကြောပိုင်းဆိုင်ရာတွေးလည်ပတ်မှုကောင်းစေတဲ့လေ့ကျင့်ခန်းလေးတွေစလုပ်တင်ပါတယ်လို့အကြံပေးချင်ပါတယ်အဲ့တော့လေ့ကျင့်ခန်းအနေနဲ့ပြောရမယ်ဆိုရင်တော့လမ်းလျှောက်တာပါမယ် jogging ပြေးတာလေးတွေပါမယ်ရေကူးတာပဲဖြစ်ဖြစ်ကြိုးကုန်းတာပဲဖြစ်ဖြစ်နော်စပိန်စီးတာပဲဖြစ်ဖြစ်နော်ဒီလိုမျိုးနှလုံးသွေးလည်ပတ်မှုကျန်းမာရေးကောင်းစေမယ့်လေ့ကျင့်ခန်းလေးတွေကိုအနေဆုံးတစ်နေ့ကိုဒါ45မိနစ်တနာရီခန့်ပေါ့နော်တစ်ပတ်ကိုအနေဆုံး 3-4 ချိန်ထိလုပ်ပြီးခြင်းအပြင်သွေးလည်ပတ်မှုသွေးလည်ပတ်စီးဆင်းမှုကောင်းမွန်စေပြီးတော့ကိုယ်မှခံစားနေရတဲ့ပေါ့နော်ဒီပန်တီပန်ညိုဝေဒနာကိုအထိုက်လျောက်ဖြည့်ရှင်းပြီးသားလည်းဖြစ်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့လေ့ကျင့်ခန်းထဲမှာမှကျွန်တော်တို့ Kegel exercise လို့ခေါ်တဲ့ကျွန်တော်တို့ဒီတင်ပစုံယိုးနာတစ်ဝိုက်မှာရှိတဲ့ဒီစီးအိမ်လိန်တန်းနားတစ်ဝိုက်မှာရှိတဲ့ကြွတ်သားတွေတန်းမာစေမယ့် pelvic floor လို့ခေါ်တယ်နော် pelvic floor exercise လို့လည်းခေါ်တယ် Kegel exercise ဆိုတဲ့လေ့ကျင့်ခန်းလေးတွေကိုကျွန်တော်တို့ဒါလေးလာပြီးတော့လုပ်ကြည့်တင်ပါတယ်ဒါ YouTube မှာလည်းရှိပါတယ်ဒီလိုလေ့ကျင့်ခန်းလေးတွေလုပ်ချင်အဖြစ်တော့ကျွန်တော်တို့ရဲ့ဒီလိန်ကနားတွဲမှာရှိတဲ့ကြောသားလေးတွေတန်းမာပြီးသွေးလည်ပတ်မှုစီးဆင်းမှုကောင်းမွန်စေပြီးတော့မိမိတို့ရဲ့ခံစားနေရတဲ့ဒါဒီလိုလေ့ကျင့်ခန်းပေါ့နော်ခံစားနေရတဲ့ဒါစီးရင်ပြဿနာဆိုစီးရင်ပြဿနာနောက်တစ်ခုကဒီပန်းညိုးတာပြီးတော့ဒီတုံးလို့မြန်တဲ့ပြဿနာတွေကိုတိုးတက်ကောင်းမွန်စေမှာပဲဖြစ်ပါတယ်ဆိုတော့အသုံးများဆုံးဆေးဖြစ်တဲ့ဒါ Sildenafil ပါတယ် Viagra ဆိုတဲ့ဆေးကတော့အသုံးများဆုံးဆေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ Sildenafil ဒီ
ဘယ်လိုအချိန်မှာတောက်ရမှာလဲเนาะသူ့ရဲ့အာနိသင်ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ပါเนาะစစ်တန်ဖီကဒါကျွန်တော်တို့ဒါကမ္ဘာပေါ်မှာနာမည်ကြီးဆုံးဆေးကုမ္ပဏီဖြစ်တဲ့ Pfizer ကနေပြီးတော့1980ကျော်မှာလည်းစတင်တီထွင်ပြီးတော့အသုံးခဲ့တဲ့ဆေးပေါ့နော်သူကတော့တကယ်ကဒါတွေးကြောကျဲစေတဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မလို့စတင်မိတ်ဆက်တော့ဒါနှလုံးယောဂနှလုံးသွေးကြောကျဉ်သမားတွေအတွက်တီထွင်ဖန်တီးခဲ့တာပေါ့နော်နောက်ပိုင်းမှာကမ္ဘာပေါ်နာမည်ကြီးတာကတော့သူကဒါဘန်ဒီဘန်ညူမှာအသုံးများတဲ့ဒါလိန်တန်ထောင်မတ်နိုင်စွမ်းရှိတဲ့ကြီးကြာစီတဲ့ဆေးပေါ့နော်ကြီးရှိကြာလို့ခေါ်တဲ့ဆေးအုပ်စုထဲမှာထည့်လို့ရတဲ့ဆေးဖြစ်နာမည်ကြီးသွားပါပေါ့စစ်တနဖီးဒီကျွန်တော်50 mg 100 mg အနေနဲ့ဈေးကွက်ထဲကိုလာပါတယ်အသုံးများဆုံး50 mg ကတော့အသုံးများတယ်ပေါ့နော်အသုံးများဆုံးဆေးကတော့50 mg စစ်တနဖီးသူကတော့ Viagra ဆိုတဲ့ဒစိမ့်နဲ့လည်းလာတယ်နောက်တစ်ခုက Sidora တို့ဆိုတဲ့ဒစိမ့်မျိုးတွေနဲ့အခြားသောဒစိမ့်တွေနဲ့လည်းလာတာရှိပါတယ်ကာဗာတာတို့ဘာလို့ဒစိမ့်တွေနဲ့လာတာလည်းရှိပါတယ်သူရဲ့အန်ဒီသင်ဒီပြသဖို့အတွက်ဆိုလို့ချင်းမိနစ်60တချို့ကြတော့မိနစ်30မိနစ်60တနာရီဝန်းကျင်အထိအန်ဒီသင်ပြဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့လို့မိမိရဲ့ကိစ္စမစတင်ခင်မှာလိန်ဆက်ဆံခြင်းမစတင်ခင်မှာတနာရီဝက်တနာရီကကြိုတောက်ထားဖို့လိုတဲ့ဆေးဖြစ်ပါတယ်သူရဲ့ကြာချိန်ကတော့ဆေးအန်ဒီသင်ရဲ့ကြာချိန်ကတော့4နာရီကနေ6နာရီလောက်ထိဆေးအန်ဒီသင်အစွမ်းပြနိုင်စွမ်းရှိပါတယ်စီဒနီဖေးကတော့အစီများတဲ့အစားအသောက်တွေနဲ့တွဲဖက်ပြီးတော့မမီဝဲသင့်ပါဘူးစီအများတဲ့စားအသောက်တွေကဆေးရဲ့စိုးယူနိုင်စွမ်းကိုဟန်တာပစ္စည်းမှာဖြစ်တဲ့အတွက်ဆေးရနေတဲ့ရောကြသွားစေနိုင်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့ချက်ကတော့နှလုံးရောဂါအခံရှိတဲ့လူတွေအနေနဲ့ဆိုလုံးဝမတောက်သင့်ပါဘူးတွေးကြတဲ့လူနာတွေနဲ့လုံးဝမတောက်သင့်ပါဘူးနှလုံးရောဂါသမားတွေမှာတောက်လို့ရှိတဲ့ nitrate လို့ဆေးတွေနဲ့တွဲတောက်လို့ရှိရင်သွေးပေါင်မတရားထိုးကြပြီးတော့ရှော့ရတာပဲဖြစ်ဖြစ်နှလုံးရက်တဲ့အထိစိုးကျိုးကိုနှလုံးရက်တည်ဆုံးတဲ့အထိစိုးကျိုးကိုခံစားရစေနိုင်တဲ့အတွက်ကြောင့်မို့လို့အထူးပဲဂရုစိုက်တင်ပါတယ်စိုးကျိုးတွေနေကတော့ခေါင်းကိုက်နိုင်တဲ့အုံနောက်ကိုသွားတဲ့သွေးကြိုးတွေအရင်ကျဲသွားပြီးတော့ခေါင်းကိုက်တာမျိုးမျက်စိအမြာရုံတွေဝေဝါးတာမျိုးနာအကြားအယုံတွေရောကြွားတာမျိုးထီကိုဖြစ်စေနိုင်ပါတယ်အစာမကြေရင်ပြည့်ရင်ကပြိုးတိုင်းတာလည်းဖြစ်နိုင်ပါတယ်နောက်ထပ်စိုးကျိုးအနေနဲ့ကတော့ဒါကိုယ့်ရဲ့လိန်တန်ထောင်မှတ်ခြင်းဟာအရန်ကြာပြီးတော့နာကျင်တဲ့အထိပေါ့နော်ဆေးအန်တီတင်ပြည့်ပြည့်ခြင်းမရှိဘဲနာကျင်တဲ့အထိအကြာကြီး prolonged erection လို့ခေါ်တဲ့အခြေအနေမျိုးထိစိုးကျိုးအနေနဲ့ခံစားရပြီဆိုလို့ရှိရင်တော့ဒါနှီးစက်ရကျန်းမာရေးအရေးပေါ်ဌာနအထိပါတွားပြီးတော့ဖြည့်ရှင်းရမှာပဲဖြစ်ပါတယ်အရေးကြီးပါတယ်နော်နောက်ထပ်အသုံးများတဲ့ဆေးကတော့ Tadalafil လို့ခေါ်တဲ့ကုမ္ပဏီနာမည် Ceralis နာမည်နဲ့လာတဲ့ Tadalafil လို့ခေါ်တဲ့ဆေးလေအသုံးများပါတယ်သူကလည်းမီလီဂရမ်အဖြစ်တော့10-20 မီလီဂရမ်ပေါ့နော်10 မီလီဂရမ်20 မီလီဂရမ်လာပါတယ်သူရဲ့အားသာချက်အားနည်းချက်ပြောမယ်ဆိုသူဒီအာနိသင်ပြဖို့အတွက်ကတော့နည်းနည်းအချိန်ယူရပါတယ်မိနစ်60ကနေမိနစ်120 2နာရီလောက်ထိအချိန်ယူရပါတယ်ဒါပေမဲ့သူကကိုယ့်ရဲ့သွေးထဲမှာအာနိသင်ပြမယ်နိုင်ပဲအားဖြင့်တော့စီဒနဖီတဲ့ပူကြပါတယ်36နာရီကနေ48နာရီဆိုတော့တရက်ခွဲ2ရက်လောက်အထိကိုအာနိသင်ရှည်ကြာနေမှာပဲဖြစ်တယ်ပေါ့နော်ဒါသူ့ရဲ့အာသာချက်ပေါ့နော်အာနိချက်ကတော့သူကစပြဖို့အာနိသင်စတောက်ပြီးခြင်းမှာအာနိသင်စပြဖို့ကတော့အချိန်ယူရတယ်ဒါပေမဲ့အာနိသင်ပြရဆိုလို့ရှိရင်အချိန်အားဖြင့်တော့2ရက်လောက်ထိစီအာနိသင်ဆက်လက်ရှိနေမှာပေါ့နော်အဲ့တော့ဆိုကိစ္စစောစဖို့အတွက်ဆိုလို့ရှိရင်တော့စီဒနီဖီကတော့မြန်မြန်စတယ်စီပြီဒါပေမဲ့ကြာချိန်ကတော့4နာရီ6နာရီလောက်မှစီအနေတင်ကုန်သွားမယ်တာတာလက်ဖီကတော့1ရက်ခွဲ2ရက်လောက်ထိစီအနေတင်ခဏကိုမှဆက်လက်ကြံနေမှာပဲဖြစ်တယ်ပေါ့ဒါသူရဲ့အားတဲ့အားနေကြကုန်ပြီးတော့အဆင်ပြေသလိုဒါမိဝဲလို့ရတယ်ပေါ့နော်ကျွန်တော်တို့ပန်းတီပညာယောဂမှာနောက်ထပ်အသုံးများတဲ့ကုသမှုဖြစ်တဲ့ testosterone hormone level ကိုပြန်လည်ဖြည့်ဆည်းတဲ့နည်းလမ်းကိုဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ testosterone hormone ဆိုတာဘာလဲ testosterone hormone ဆိုတာကတော့အမျိုးသားတွေမှာဒါလိင်စိတ်ကိုဖြစ်ပေါ်စေတဲ့ hormone လို့လည်းပြောလို့ရကြား hormone ပေါ့နော်။လိင်စိတ်ဆန္ဒကိုတိုးတက်စေကောင်းမွန်စေတယ်နောက်ပြီးတော့ရိုးပွားတဲ့နေရာမှာလိုအပ်တဲ့တုပ်ကောင်တွေအရေးအတွက်ကိုတိုးပွားစေတယ်ကျန်းမာတန်ဆွမ်းစေတယ်ပေါ့နော်တုပ်ကောင်တွေရဲ့အနေထားကိုပို့ပြီးတော့
ကျမ်းမာတန်ဆိုရင်များပြားစေတယ်ပေါ့ဒီလိုမျိုးအာနိသင်တွေရှိတဲ့ကြောက်ဟော်မုန်းနည်းတာပဲဆိုရင်လေတက်စထရိုစတိုဟော်မုန်းနော်တက်စထရိုဟော်မုန်းနည်းတာပဲဆိုလို့ရှိရင်လေပန်းတီပန်ညိုယောဂဖြစ်ပေါ်ရာခိုင်နှုန်းပိုပြီးတော့များလာတယ်ပေါ့နော်အဲ့တော့သူကအသက်အရွယ်တိုင်းတာအသက်ကြီးလာတာနဲ့အမျှအသက်40ကျော်50ကျော်တွေမှာတက်စထရိုဟော်မုန်းလည်းပဲကျလာလေးတော့ရှိတယ်ပေါ့အဲ့တော့ကြမကြကိုကျွန်တော်သိဖို့အတွက်ဆိုလို့ရှိရင်သွေးဖောက်စစ်ကြည့်လို့ရတယ်အထူးသဖြင့် तू ကသွေးထဲမှာတက်စထရိုစတိုဟော်မုန်းလေးပဲ300ကနေ1000ဝန်းကျင်ထိနာနိုဂရမ်မှ10စီလီတာအထိရှိရမှာပေါ့နော်အဲ့တော့ဒီပမာဏအတွင်းမှာမရှိဘူးဆိုလို့ရှိရင်တော့ကြတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပြန်လည်ဖြည့်ဆည်းတဲ့အနေနဲ့ဒီတက်စထရိုစတိုဟော်မုန်းကိုထိုးစေးစားစေးတောက်စေးเนาะနောက်တစ်ခုကဒါဂျဲကတ်တဲ့ကက်ခွာဒီလိုမျိုးစုံတွေကျွန်တော်တို့သုံးလို့ရပါတယ်အဲ့တော့အသုံးများဆုံးပေါ့ကျွန်တော်နိုင်ငံမှာအသုံးများဆုံးကတော့ထိုးစေးအနေနဲ့သုံးများပါတယ်အဲ့တော့ထိုးစေးကိုကျွန်တော်တို့တော်တော်များများဟိုစေကန်ဒီမှာပဲဖြစ်ဖြစ်เนาะကြီးလက်ကျမ်းမာရေးဌာနမှာဖြစ်ထိုးစေးကိုယောက်ျားအမျိုးသားကြီးတွေတော်တော်များများကိုဒါကျွန်တော်တို့ကြားဟော်မုန်းပြန်လည်ဖြည့်ဆည်းဖို့လက်တီပညိုယောဂတက်တာဖို့ထိုးစေးအနေနဲ့သုံးကြပါတယ်ဒါဆိုထိုးစေးကဘယ်လိုထိုးရလဲပေါ့နော်သူကတော့အစီအနေနဲ့လာတာဖြစ်တဲ့အတွက်သွေးကြောတွေကိုထိုးလို့မရဘူးသူကအသားစေးပေါ့နော်အသားစေးထိုးရပါတယ်တင်မကိုထိုးလို့ရပါတယ်အဲ့တော့အထူးသဖြင့်သူကတလကိုတစ်ခါပေါ့နော်တလကိုတစ်ခါပဲထိုးတင်ပါတယ်သူ့ရဲ့အာနိသင်ကလည်းဒါဒီထဲမှာပါဝင်တဲ့မီလီဂရမ်အပြင်လည်းတလလုံးစာခံနိုင်ခံနေပေါ့မီလီဂရမ်အပြင်လည်းဒီဈေးပမာဏကလည်းဒါကြောင့်မို့တလကိုတစ်ခါပဲထိုးတင်ပါတယ်နောက်တစ်ခုကအထူးသဖြင့်တလကိုတစ်ခါနဲ့3လစက်တိုင်းလောက်ထိုးလို့ရပါတော့เนาะဒါဆိုကုသမှုအနေနဲ့တော်တော်လေးပြည့်ပြည့်စုံနိုင်တဲ့အနေအထားမျိုးရောက်ရှိသွားနိုင်တယ်ပေါ့ဟိုခံစားနေရတဲ့ဝေဒနာတွေရောပါတက်တာသွားစေနိုင်တယ်ပေါ့နော်သူ့တီထွင်ထုတ်လို့ထားတာကလည်းမြင်းရဲ့ဝေးစီကနေပြီးတော့ဒါတက်စထရိုစတိုဟော်မုန်းကိုရောက်မျိုးသားလူသားတွေရဲ့ဟော်မုန်းနဲ့တက်တူနီပါကြောင့်ဖန်တီထွင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ထက်တည်းတရားကန်လုံးတူတာတော့မဟုတ်ဘူးဒါကြောင့်မို့လို့ခန္ဓာကိုယ်ကနေပြီးတော့ဒါကိုယ့်ရဲ့စီးကျိတ်ကနေပြီးတော့မလိုအပ်တဲ့ပုံမှန်မဟုတ်တဲ့ဆဲပွားတာတွေဖြစ်သွားလို့ရှိရင်စီးကျိတ်ကင်ဆာအထိဖြစ်သွားစေနိုင်တဲ့ဆိုးကျိုးလည်းရှိနေတာပါဒါကြောင့်မို့လို့မလိုအပ်ဘဲနဲ့လည်းထိုးလို့မတင်တော့ပါဘူးနောက်ပြီးတော့ပမာဏအများကြီးကိုလည်းရေရှည်ထိုးလို့ကောင်းတဲ့စီတော့မဟုတ်ပါဘူးခင်ဗျာစားစည်းအနေနဲ့ကတော့တက်စထရိုစတိုန်းကိုဈေးကွက်ထဲမှာတက်စထရိုမက်စ်တက်စထရိုပရိုင်းဆိုတဲ့ဒစိတ်တွေနဲ့ခြားသောဒစိတ်တွေရှိပါနော်အဲ့လိုမျိုးဒစိတ်တွေနဲ့လာပါတယ်သူကဈေးနှုန်းကြီးမြင့်နိုင်ပါတယ်ဒီတက်စထရိုစတိုန်းဟော်မုန်းတွေကိုဒါဒီသက်စားစည်းအနေနဲ့ကတော့ဒါဂျင်းတွေမှာကြွက်သားတွေကြီးထွားအောင်လို့နော်မှန်ညံတွေပိုကောင်းစွမ်းရည်တွေပိုတိုးလာဖို့ဒါအသုံးများကြတယ်ပေါ့နော်ကျွန်တော်စေကန်တွေမှာတော့ဒါစေညွှန်းအနေနဲ့ပေးတာတော့နည်းနည်းရှားပါတယ်အဲ့တော့ဒီတက်စထရိုစတိုန်းဟော်မုန်းကိုမလိုအပ်ဘဲနဲ့အများကြီးသုံးလို့ရှိရင်လည်းနောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်တယ်ဆိုတော့လေးကိုလည်းသိထားသင့်ပါတယ်ကျွန်တော်ဒီနေ့အစီအစဉ်နောက်ဆုံးအပိုင်းအနေနဲ့ကတော့ဒါမိတ်ဆွေတို့အနေနဲ့ခံစားရနေရတဲ့ပန်းတီပန်းညူယောဂါကိုနောက်ထပ်ပုံမဆိုးအောင်ပဲဖြစ်ဖြစ်ပေါ့နော်ကိုစီမှာမဖြစ်လာအောင်ပဲဖြစ်ဖြစ်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုတင်ပြရင်းနဲ့ကျွန်တော်ဒီ season ကိုသုံးသပ်မှာပဲဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုကာကွယ်ရမလဲဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့သွေးထဲမှာအဆီဓာတ်မများအောင်ကိုယ့်ရဲ့ခန္ဓာကိုယ် weight ကိုလျှော့ချဖို့အတွက်လေ့ကျင့်ခန်းတွေလုပ်မယ်သွေးတွင်း cholesterol တွေကိုလျှော့ချမယ်အစားတောက်တဲ့မှာအဆီစိမ့်တွေကိုလျှော့စားမယ်နော်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေခုနပြောတဲ့ cardiovascular exercise လေ့ကျင့်ခန်းတွေလုပ်မယ်ပြေးမယ်ဂျိုးခုံမယ်စပိန်စီမယ်ဒီလိုတနေ့ကို45မိနစ်နိုင်ကန်တစ်ပတ်ကို3-4ရက်လောက်လုပ်မယ်ဆိုလို့ရှိရင်တော့ဒါကုသရာလည်းရောက်မယ်ပေါ့နော်ကာကွယ်ကုသရင်ကာကွယ်ရလည်းရောက်မယ်ကုသရလည်းရောက်မယ်ပေါ့နော်အစားတောက်နောက်တစ်ခုအစားတောက်ပေါ့အစားတောက်ဆိုလို့ရှိရင်လည်းအစီများတဲ့အစားတောက်တွေကိုရှော့ချမယ်နော်စိမ်းရောင်သီးရွက်တွေကိုများများစားမယ်ဇင်းတို့အိုမီဂါ3တို့ပါဝင်တဲ့စားတောက်တွေကိုပို့ပြီးစားမယ်နော် share fit လို့ခေါ်တဲ့ပင်လယ်စားတွေပေါ့နော်ဂုံးတို့ကမာတို့ခူတို့ကိုဒါများများစားရမယ်ထောပတ်သီးတို့ကြက်ဥတို့နောက်တစ်ခုကကြက်သွန်နီဂျင်းစင်းပေါ့နော်ဒီလိုမျိုးစားတောက်တွေကိုများများတက်နိုင်တဲ့များမိဝဲခြင်းအပြင်လည်းဒါပန်းတီပန်ညိုယောဂမဖြစ်အောင်ကာကွယ်ရလည်းရောက်ပါတယ်နောက်တစ်ခုကအားစေးတွေနေနေဆိုလို့ရှိရင်လည်းဂျင်းစင်းပါတယ်အားစေးတွေကိုမိဝဲလို့ရှိရင်တော့ပို့ပြီးတော့တင့်တော်ပါတယ်ပေါ့နော်အေးဝအိပ်ဖို့ချက်လေးရေးကြည့်ပါတယ်နောက်စလိဖြတ်ဖို့နော်အေးဖို့လေးရေးကြည့်ပါတယ်စလိဖြတ်ဖို့နောက်ပြီးတော့အရက်ဒီလိုမျိုး
ကိုဆိုဂျူကျမ်းမာရေးနဲ့ပတ်သက်လို့ဆိုဂျူဖြစ်စေနိုင်တဲ့အမူအကျင့်တွေကိုတက်နိုင်များရှော့ချနိုင်တော့အကောင်းဆုံးပါပဲပေါ့နော်နောက်တစ်ခုကတော့မိမိရဲ့ဒီပါတနာပေါ့နော်မိမိရဲ့အမျိုးသမီးဆက်ဆံရေးမှာပုံမှန်လင်းလင်းဆက်ဆံရေးတစ်ခုတည်ထောင်ပြီးတော့ကိုယ့်ရဲ့အာသာချက်အနေချက်တွေကိုယ့်ရဲ့ပြဿနာပေါ့နော်ဒီခံစားနေတဲ့ပြဿနာတွေရှင်းရှင်းလင်းလင်းပုံမှန်လင်းလင်းတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်စိတ်ပိုင်းဆိုင်ရာစိုးရင်ပူပန်မှုတောကတွေကိုတက်နိုင်များဖြည့်ရှင်းခြင်းအပြင်မိစုတို့ခံစားနေရတဲ့ပန်းဒီပညူယောဂကိုကာကွယ်ကုသရာလည်းရောက်ပါတယ်ပေါ့နော်ကဲဒီလောက်ဆိုပန်းဒီပညူယောဂနဲ့အကောင်းဆုံးကုသမှုတွေနဲ့ဆေးဝါးတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာဆုံးနေတယ်လို့ရှိပါပြီအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတို့ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ကျမ်းမာရေးကုသတာတွေကိုတက်နိုင်ညီမှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်တင်မိသားစုဆရာဝန် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်